လို့တဘောလို့ပေါ်နာဒါပဲနဲ့နှုတ်ပတ်တော်တရားပဲဖြစ်တယ်တကယ်ပဲဆလာခိုင်း23မှာကျွန်တော်နိုင်ပြောသွားလဲဆလာခိုင်း23မှာနော်တကယ်ပဲဒါဝိတ်ရဲ့အသက်တာကိုကျွန်တော်တို့ပြန်ကြည့်မယ်လို့ဆိုရင်သူပေါ်ပါရဲ့အသက်တာမှာတကယ်မကောင်းပါဘူးဒါပေမဲ့ဒီကလေးကဒီဘတ်စကားကိုနားထောင်လို့ကလေးဖြစ်တယ်။ဘာကြောင့်လို့လဲဟိုးတော်ရဲမှာတက်ဖက်သွားထားတယ်နော်။နောက်ပြီးတော့လေဒီကလေးကညတိုင်းသူကဘာလုပ်နေရလဲဝင်နေတဲ့နော်ဟိုသာတော့ကောင်းနေတဲ့ဘန်းလုံးရတာဖြစ်တယ်။ဘာလို့ဘန်းလုံးရတာလဲသူ့ရဲ့သိုးတွေစိတ်တွေကိုသူ့ရဲ့သိုးတွေကိုလာစားတဲ့အတွက်ကြောင့်သူကဆွဲပြီးတော့ဟလာလာပြီးတော့သူလုံနေရတာဖြစ်တယ်နော်။အဲ့ဒါသိုးတွေနဲ့ဘန်းလုံးနေရတယ်။ဒါပေမဲ့သူကမောပန်းတဲ့ခါမှာနားတဲ့ခါမှာဘာလုပ်လဲဆောင်းနေတီးပြီးအမြဲတမ်းပြကိုချင်းဝင်နေဖြစ်တယ်နော်လူရဲ့ဘောတော်ကြည့်မယ်ဆိုရင်မိဘလေးဒီကောင်မောင်မလည်းသူ့ကိုမေ့နေတာဖြစ်တယ်နော်တကယ်ပဲသူ့ကိုလာပြီးရွေးကောက်တဲ့အချိန်မှာလည်းလာပါခင်ဗျားသားလေးရှိသမျှကိုလာပါထုတ်ခဲ့ပါနော်ကျွန်တော်ဟိုဗိတ်သိပ်ပေးချင်လို့သူတို့ထင်တာချောလောက်သူတို့ထင်တယ်နော်အတော့ဗလာတောင်းနော်ချောလောက်နော်အဲ့ဒါကိုသူထင်တယ်ဒါပေမဲ့ဟိုဝင်းရင်တော့ဘလို့ဖွင့်ပြလဲသူ့ကိုလာပြီးပဲတိတ်ခိုင်းတဲ့သူဘလို့ဖွင့်ပြတယ်မဟုတ်ဘူးမင်းထင်တဲ့သူတရားမဟုတ်ဘူးမေးကြည့်အောင်ရှိနေတယ်လို့မေးတဲ့အခါမှာတကယ်ပဲဒါဝိတ်ကိုဟလာတော့ခေါ်ရှိသေးတော့ခေါ်တဲ့ချိန်မှာတကယ်ပဲကျမတို့လူလောကမှာကြည့်မယ်ဆိုမိဘတွေကလည်းမေးနော်ဒီကောင်မောင်မလည်းမေးဒါပေမဲ့ဖះမမေးဖြစ်တယ်နော်ဘာဖြစ်လို့လဲဖះကအမြဲတမ်းနော်သူ့ကိုချစ်တဲ့သူမတော့မမေးဘူးဖြစ်တယ်နော်သူမတော့မပြစ်မထားဘူးဖြစ်တယ်ဘာဖြစ်လို့လဲဖះစကားလည်းနားထောက်တယ်မိဘစကားလည်းနားထောက်တယ်သူကဗျာတော်တယ်မှာပဲလားလည်းမလာရဘူးနော်လိုပဲပိစုပ်နေရတယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားကိုကြည့်တယ်ဖះဖြစ်တယ်နော်သူ့ရဲ့နှလုံးသားကိုကြည့်တယ်ဘာဖြစ်လို့လဲသူကချစ်မေတ္တာရှိတယ်ဆဲဆိုခြင်းလည်းမရှိဘူးနော်သူကဘောအသက်တာမှာအားရဘလို့လုပ်တယ်စောင်းစုပ်ပြတ်တက်လေးနဲ့ပဲသူကတီးပြီးဖះကိုချင်မွန်းတယ်ကျမတို့လီကိုချင်မွန်းတာကဟာစားတာလည်းမကြဘူးနော်ဟိုတက်လည်းမတက်ဘူးပဲပြီးတော့မပြီးပဲလို့လူတွေကတော့ကိတ်တာဖြစ်တယ်ဒါပေမဲ့တော့ဖះတော့ဒီလိုမဟုတ်ဘူးဒါဝိတ်ချင်းမတဲ့ဟာကိုအမြဲတမ်းကောင်းကြည့်ပေးနေတာဖြစ်တယ်အမြဲတမ်းလက်ခံနေတာဖြစ်တယ်အမြဲတမ်းဖះရဲ့ကိုလိုပြောလဲချက်ကြနေတော့ဒါဝိတ်ရဲ့နှလုံးသားနဲ့ငါနှလုံးသားနဲ့ထိနေတယ်နော်ဘာကြောင့်မလို့လဲသူ့ရဲ့အတန်မကောင်းဝင်နဲ့ဖះရဲ့ဟလာနိုင်တဲ့လုံးကသူ့ရဲ့အတန်ကောင်းဆုံးဖြစ်နေတယ်ဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့မရှိတော့သားသမီးတွေခွန်အားပေးချင်ပါတယ်ကိုရတဲ့နော်လောကမှာတော်လေးတွေချွတ်ကြပါနော်ကိုရတဲ့ညာလေးကဝင်ပါကြအခုခေတ်ကြီးကမကောင်းတော့ဖြစ်တယ်နော်စုပ်ပြတ်တတ်တဲ့ခေတ်ကြီးဖြစ်တယ်နော်လောကကစုပ်ပြတ်တတ်တဲ့လူတွေကညစ်ပတ်နေတယ်ဖြစ်တယ်နော်အဲအကြောင်းလို့ကျမတို့ကလောကအရာနဲ့မသွားဘဲနဲ့တကယ်ပဲနော်ဖျားအရာနဲ့သွားကြကျမပင်နေရပဲကျမဝင်ပါတယ်နော်ပင်နေရပဲကျမပြောပါကျမဆိုင်ကမှောက်တယ်ဒါပေမဲ့ကျမဒူထောက်ကျမစတောင်းတယ်ကိုတော့ကျေးဇူးတင်တယ်ဘာဖြစ်လို့လဲသမီးကိုမကျုံးမပြန်ပေါ်ဆောင်ပြီးတဲ့အဲ့လိုပဲချီးမွမ်းတယ်ဒါပေမဲ့နှစ်ပတ်လောက်တော့ကျမတော်တော်ယူနာတယ်ဖြစ်တယ်ဒါပေမဲ့ကျမပြန်ရှိကုန်တယ်ကျမတက်ချတယ်နော်ဟိုပြီးခဲ့တဲ့ပတ်ဆိုကျမနားမကြဘူးမြင်တဲ့တိုင်မှာကျမတက်ကြကြီးကိုပြောမှဖြစ်တယ်နော်သူများပြောတာကြားတာဖြစ်တယ်ဒါပေမဲ့ကျမဖျားမှာကျမစတောင်းခဲ့တယ်နော်ကိုတော့တမျိုးထားလို့ရှိရင်တကယ်ပဲဒီနားလည်းကြားပါစေကိုတော့နိုင်ငံတော်မှာအတော့ခံမှာနော်ကျမအသက်တရား200ဟလာဒီလိုကြီးကျမမတောင်းဖြစ်တယ်ကျမရှိနေတဲ့မြတ်တွေကိုကျမသက်သေခံပြစေကျမတက်နေတဲ့နေရာကျမပေါ်ပါပြစေကိုရဲ့အမှုတော့စောင့်ပြစေလို့ကျမပြောတဲ့ခါမှာတကယ်ပဲဖျားကျမကိုတကယ်နားလည်းကြားရတယ်ဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ဘာပဲဖြစ်ကျမတို့ကဘုရားစကားနားထောင်ရမယ်နော်ဒီဘက်စကားလေးလည်းနားထောင်တာဖြစ်တယ်နော်အခုချိန်ဒီကျမလုပ်တဲ့ကိုင်းတဲ့ချက်တဲ့တယ်ငါမိဘကြီးခိုင်းသွားလို့ပဲငါမိဘကြီးဒီလိုတုံးတယ်ပြလို့ပဲနော်ဒါပေမဲ့ကျမတခုဝင်နေတာကျမမိဘကြီးဗုဒ္ဓဘာသာတွေဖြစ်တယ်မောင်နှမ9ယောက်ထမကျမတို့ခရစ်ယာန်ဖြစ်တာဖြစ်တယ်တကယ်ပဲငါညီကမောင်နှမလည်းမပြောခဲ့ရဘူးနော်ငါရဲ့အမေအဖေတွေလည်းမပြောခဲ့ရဘူးဆိုတာကျမဝင်နေလည်းဖြစ်တယ်နော်ဒါပေမဲ့ကျမရှိတဲ့နေရာမှာတက်နိုင်တယ်လို့ကျမဝင်ပါတယ်တက်နိုင်တယ်လို့ကျမအစိခံခြင်းဖြစ်တယ်နော်အဲကြောင့်လို့ကျမတက်တဲ့ဟာကျမစမတက်ပါဘူးဒါပေမဲ့ကျမတက်တဲ့ဟာနဲ့ကျမတက်စီခံနဲ့ကျမပြောခြင်းဖြစ်ပါတယ်အဲဒါကျမလုံးသားဝင်နေတယ်တကယ်ပဲဒါဝိကဲ့သို့လို့နော်မချီနှောင်ထားလို့နဲ့တကယ်ကိုမချီချင်းမြတ်တာနဲ့သွားကြရအောင်လို့ပြောကြရင်လည်းရောက်စတဲ့ဖျားကိုကောင်းချီးပေးပါစေအာမင်